အားလုံးပဲမင်္ဂလာပါခင်ဗျာအောင်ခန့်ပိုင်မတိအောင်ဟာဖြစ်ပါတယ်ခုကျွန်တော် line ပေါ်မှာ Trump ဖြစ်နေတဲ့ Francine နေမန်းနွန်နဲ့နော် Francine နေမန်းနွန် Francine နေမန်းနွန်နဲ့နေဆောင်ခအော်မီတို့ရဲ့ကိစ္စနော် line ပေါ်မှာတော်တော်လေးကို Trump ဖြစ်နေပါတယ်မမြင်ချင်းမတွေ့ချင်းလို့မရအောင်ကိုမြင်တွေ့နေရတဲ့အကြောင်းအရာတခုဖြစ်နေတယ်ပေါ့နော်အဲ့ဒီမှာ Francine နေမန်းနွန်နဲ့နေဆောင်ခအော်မီဆိုတဲ့ဒီကျွန်တော်ရဲ့စကားလုံးတွေပေါ်မှာတချို့လည်းပြောကြတယ်ပေါ့အောင်ခန့်ပိုင်မတိအောင်ဟာကအင်္ဂလိပ်စာဒီအဓိပ္ပာယ်တွေကိုနားမလည်ပဲနဲ့ MSc လုပ်တယ်ပေါ့တချို့ကလည်းဒီအစီအစဉ်ကိုအောင်ခန့်ပိုင်ကဒီကောင်းစဉ်တွေဒီတခြင်းတွေရဲ့အဓိပ္ပာယ်တွေကိုသူနားလည်တယ်တက်ဒီအစီအစဉ်ကြီးကိုအများသိလာအောင် marketing skill တစ်ခုပြလိုက်တယ်ပေါ့အမျိုးမျိုးတို့လောဝေဖန်ရေးသားနေတာတွေ့ပါတယ်အဲဒီတော့ဒီ Francine နေမန်းတော်နဲ့ဆောင်းနှိန်းခအော်မီတို့ရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေရဲ့ထင်မြင်ယူဆမှုလေးကိုလည်းဒီ comment အောက်မှာရေးခဲ့ကြပါဦးဒါဒီအဖြေကတော့မကြခင်ပါလဲသိရတော့မှာ